3万ကိစ္စကြီးမှနည်းနည်းပြောမယ်တိလားနော်နင်တို့ထောင်ကြီးကနေလွတ်မဲဆိုပြီးတော့ခေါ်သွားတာဟိုဘက်ရောက်လို့ရှိရင်လွတ်မဲဆိုပြီးခေါ်သွားတာစနဘိတ်ကနေ3-4စီးမကအောင်တိုက်ပြီးခေါ်သွားတာလွတ်ပေးလားဒူမာဂရီမင်းမတက်စားလဲလွတ်ပေးရတယ်တိလားနှုတ်ထမင်းစားနေရမလားဟမ်အခုကျတော့ငါတို့စစ်တီတွေကိုနော်ကြံခုတ်ခိုင်းနေနေပူမလျှောက်မိုးရွာမဆောင်အလုတ်ကျန်းတွေခိုင်းနေနော်တန်ကြိုးတွေခတ်ထမင်းကြတော့မဝရေစာကျွေးတယ်ဘယ်တော့လွတ်မှာတော့နော်နေတို့လွတ်မဲ့ဆိုဆိုတာဘယ်တော့လွတ်မှာတော့အကောင်လုံးစစ်တီတွေလေအရိုးပေါ်ရည်တင်ပဲရှိတော့နေတို့လုံနေတာနေတို့စောက်ကျင်နေရလေပေါ့လာတယ်သိလားလွတ်မဲ့ရက်ကိုကြတော့လေမလွတ်ပေးဘူးမဟုတ်တဲ့ဟာတွေကိုပဲလွတ်ပေးတယ်နော်ညားနေပြီ ဟယ်လို4ရက်